အားလုံးပဲမင်္ဂလာပါကိုယ့်ရဲ့ကူတာမှာခရုံးကိုအသုံးပြုတဲ့အခါမှာဆိုရင်မောက်ကိုမသုံးဘဲနဲ့ရှော့ကတ်ကီးနဲ့စမတ်ကြမြင်ဆန်ဆန်သုံးလို့ရတဲ့နေရာလေးကိုမျှော်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ခရုံးကိုစပြီးတော့ဖွင့်လိုက်ပါခရုံးနဲ့ရောက်ပြီဆိုရင်တော့ကျွန်တော်တို့ကနေတက်တဲ့တစ်ခုပေါ်မယ်ဆိုရင်တော့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့မောက်ကလေးနဲ့ဒီအပေါ်ရဲ့ဒီအပေါင်းလေးကိုနှိပ်မယ်ဆိုလို့ရှိရင်တက်တဲ့တစ်ခုရောက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကမောက်ကိုအသုံးပြုမှာမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်ဖွင့်ထားတဲ့ဒီတက်လေးကိုပြန်ပြီးတော့ပိတ်လိုက်မယ် shortcut key နဲ့တက်တစ်ခုကိုဖော်ခြင်းနဲ့ဆိုရင်တော့ control ရဲ့ TL ကိုတွဲနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့တက်တစ်ခုလေးရရှိလာမှာဖြစ်ပါတယ်နောက်တစ်ခုဖော်မယ်ဆိုရင်လည်းအဲ့လိုပဲ control ရဲ့ TL ကိုတွဲနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ဖွင့်ထားခဲ့တဲ့တက်3ခု2ခု3ခုမြောက်ဖြစ်သွားပြီပေါ့နော်ဒီတက်လေးကိုကျွန်တော်တို့ပြန်ပိတ်ခြင်းနဲ့ဘယ်လိုပြန်ပိတ်ရမလဲဆိုရင်တော့ control ရဲ့ W ရဲ့တွဲပြီးတော့နှိပ်လို့ရတယ်လို့နောက်တစ်ခါ control ရဲ့ F4 ရဲ့တွဲပြီးတော့လည်းပိတ်လို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့တက်တွေအများကြီးဖွင့်ထားတယ်ပေါ့နော်ဆိုကြပါတော့ကျွန်တော်တို့ဒီတက်တွေအများကြီးဖွင့်ထားခဲ့တယ်ဒီမှာကျွန်တော်ဖွင့်ထားတာက1ခု2ခု3ခု4ခု5ခုပေါ့နော်5ခုမြောက်ဖြစ်တယ်ကျွန်တော်တို့သွားကျင်တာက4ခုမြောက်သွားမှာဖြစ်တဲ့အတွက် control ရဲ့နံပါတ်4ရဲ့ကိုတွဲနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့နံပါတ်4ရဲ့ text ကိုရောက်ရှိသွားမှာဖြစ်ပါတယ်โอเคဒီနီးလန်းလေးက shortcut key နဲ့ Chrome မှာမြင်မဆန်ဆန်သုံးလို့ရတဲ့နီးလန်းလေးကိုမျှဝေပေးသွားတာဖြစ်ပါတယ်